Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စီမပါတဲ့အတုပ်လေးတစ်မျိုးဖြစ်တဲ့စက်သားကစုံရွှဲရခိုင်တုပ်ပူဆက်ဆက်ကလေးအိမ်မှာအလွယ်တုပ်စားဖြစ်လို့တုပ်နေလေးကိုလာမျှပေးရဖြစ်ပါတယ်ရှင်ကဲဒါဆိုလုံနေလေးကိုသိရအောင်ဖြွဲဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်ချက်သားတုပ်ရန်အတွက်ဖြိုးကချက်ပေါင်းနှစ်ဖက်ကိုသုံးထားပါတယ်အရင်ဦးဆုံးရေဆေးသက်ဆင်ထားတဲ့ချက်ပေါင်းနှစ်ဖက်ကိုပြုံးမဲ့အိုးထဲကိုထည့်ပေးလိုက်တယ်ပြီးတော့အနက်လေးမွေးရအောင်ပေါ့နော်နန်းနန်းပဲမြင့်တဲ့ချောင်းစာနဲ့ထုထားပြီးသားချက်တော့ဖြိုးသုံးမှစားပြီးတော့စားလေးနည်းငယ်ကိုထည့်ပြီးတော့ချက်သားကိုချက်လာတဲ့အထိပေါ့နော်ပြုတ်ထားပေးလိုက်ပါတယ်ရှင်ချက်သားပြုတ်ထားရတဲ့ဖြိုးကပါဝင်တဲ့ပစ္စည်းလေးတွေကိုအစင်သိလှီထားပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးကကစုံရက်လည်းထည့်ထားတယ်ပေါ့နော်ကစုံရက်ကတော့ဖြိုးအိမ်မှာရှိရနဲ့ထည့်သုံးထားတာဖြစ်ပါတယ်ရှင်ကစုံရက်ကိုစင်သိလှီပေးလိုက်တယ်ပြီးရင်တော့ဖြိုးတို့ရေစေးသက်စင်ထားလိုက်မယ်ပေါ့နော်ကစုံရက်ကိုလှီပြီးတာနဲ့ဖြိုးကနန်းနန်းပင်နှဲငယ်ကိုလည်းခက်ပေါပါနေထားလေးတွေလှီထားပေးလိုက်ပါတယ်နန်းနန်းပင်ကိုလှီပြီးတာနဲ့ကြက်သွန်နဲ့တလုံးစာလောက်ကိုလည်းခက်ပေါပါနေထားလေးပဲလှီထားပေးလိုက်ပါတယ်ရှင်ပြီးတော့ဒီတုပ်လေးမှာဖြိုးကတမယာသေးကိုလည်းတုံးထားတယ်ပေါ့နော်တမယာသေးတစ်လုံးစာလောက်ကိုလည်းအစင်သစ်လေးထားပေးလိုက်ပါတယ်ဒီတုပ်လေးကဆိုလို့ရှိရင်တမယာသေးနဲ့မမွှေးလေးနဲ့ပေါ့နော်ထမင်းနဲ့တွဲစားရင်လည်းအရန်ကိုလိုက်ဖက်ပါတယ်ကဲဖြိုးတို့ပြုတ်ထားတဲ့ကြက်သားလည်းကြက်ပြီဆိုလို့ရှိရင်တော့ဆယ်ထုတ်မယ်ပြီးရင်တော့သူ့ကိုအေးခံပြီးတော့ဆိတ်ဆွပေးထားလိုက်ပါမယ်နော်ကြက်သားပြုတ်ပြီးတာနဲ့ဖြိုးကဒီကြက်သားပြုတ်ထားတဲ့ရေနဲ့ပဲခဏကလှီးပြီးတော့ရေစေးသက်စင်ထားတဲ့ကစုံရက်ကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ကစုံရက်ကိုတော့ဖြိုးအကြိုင်းမပြုတ်ဘူးပေါ့နော်နည်းနည်းလေးစိမ့်ပြီးတော့နုံးလာတဲ့အနေထားလေးလောက်ထိပဲပြုတ်ထားပေးလိုက်ပါတယ်ရှင်ကဲကစုံရက်လေးလည်းကြက်နေပြီဆိုလို့ရှိရင်တော့ဆယ်ထုတ်မယ်ပြီးရင်တော့ရေအေးနဲ့2ရေလောက်ဆေးချပြီးတော့ရေညှစ်ပေးထားလိုက်မယ်ပေါ့နော်ပြီးရင်တော့ဖြိုးတို့ငှုတ်သီးလာတော့ပေးလိုက်ပါမယ်ငှုတ်သီးကိုတော့ဖြိုးကခက်မြများလေးတုံးထားပါတယ်ဒီမှာဆိုလို့ရှိရင်တော့ငှုတ်သီးအစိမ်းရယ်ပြီးတော့ကြက်သွန်ဖြိုးလေးမွှာစာလောက်နဲ့ငှုတ်ကောင်းစီ5စီစာလောက်ကိုထည့်ပြီးတော့လှော်ထားပေးလိုက်ပါတယ်ရှင်ဒီလိုမျိုးလှော်ပြီးမှဖြိုးတို့ပြန်တုံးရင်တော့ပိုက်လေးဖိုင်လည်းမအောင်တော့ဘူးပေါ့နော်ဒီတုပ်လေးကတော့ရခိုင်စတိုင်လို့လည်းပြောလို့ရတယ်ပေါ့နော်အရင်ကလည်းဖြိုးတုပ်စာဖူးပါတယ်အရင်လည်းစားလို့ကောင်းလို့ပေါ့နော်နောက်တစ်ခေါက်ထပ်ပြီးတော့တုပ်စာဖြစ်တာလေးပဲဖြစ်ပါတယ်ပြီးရင်တော့ဖြိုးတို့သူ့ကိုစုံထဲထည့်ပြီးတော့ညှက်သွားတဲ့အထိထောင်ထားပေးလိုက်ပါမယ်နော်ဖြိုးကတော့ပူပူဆက်ဆက်ကလေးစားချင်တာဖြစ်တဲ့အတွက်ငှုတ်သီးစိမ်းကိုပုံမှန်ထည့်ပို့ပြီးတော့ထည့်ထားပါတယ်ရှင်ငှုတ်သီးလေးညက်သွားပြီဆိုတာနဲ့ဖြိုးကမီးကင်ထားတဲ့ငပိလေးနဲ့ငယ်ကိုထည့်ပေးလိုက်ပါတယ်ငပိကတော့ဖြိုးသုံးထားတာပစုံငပိပဲဖြစ်ပါတယ်ရှင်ပြီးရနဲ့ဖြိုးကသူ့တဲ့ကိုစားလေးနဲ့ငယ်အချုံမုတ်လေးနဲ့ငယ်ကိုထည့်ပေးရနဲ့အားလုံးကိုရောပြီးတော့ထောင်ထားပေးလိုက်ပါတယ်ဒီငှုတ်သီးနှစ်လေးကလုံးဝတသားလေးဖြစ်သွားအောင်ပေါ့နော်ထောင်သွားပေးလိုက်တယ်ကဲအားလုံးလက်စစ်သေးဖြစ်ပြီဆိုလို့ရှိရင်တော့ဖြိုးတို့စပြီးတော့တုပ်ပေးရန်အတွက်ခဏကပြုတ်ပြီးတော့ဆိတ်ဆွထားတဲ့ချက်သားကိုထည့်ပေးလိုက်ပါမယ်ပြီးတော့ပြုတ်ပြီးတော့ရေညှစ်ထားတဲ့ကစွန်းရွက်ရဲ့လှီထားပြီးသားအသေးရွက်လေးရဲ့ပြီးတော့ထောင်းထားတဲ့ငှုတ်သီးနှစ်နဲ့နောက်ဆုံးကြမှာတမယာသေးတစ်လုံးစာလောက်ကိုညှစ်ထည့်ပေးရနဲ့သမတော့အောင်နဲ့သွားပေးလိုက်ပါတယ်ရှင်ဒီနယ်နေတဲ့ချိန်မှာဆိုလို့ရှိရင်အနက်လေးကမွေးနေရပေါ့နော်တမယာသေးနက်လေးအတုတ်တွေကစီချက်နဲ့ပဲတုတ်နေရတာရိုးနေပြီဆိုလို့ရှိရင်တော့အခုလိုမျိုးလေးစီမပါပဲပေါ့နော်တုတ်စားကြည့်ကြပါရှင်အရင်လည်းစားကောင်းပါတယ်သူရဲ့နဲ့လေးကဆိုလို့ရှိရင်အရင်မွေးပါတယ်ညှုပ်သီးနဲ့တမယာသီးနဲ့လေးပေါ့နော်ကဲဖြိုးတို့တုတ်သွားပေးလိုက်တာအားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ရတာပုံငန်းကိုတစ်ခါလေးမြည်ပေးလိုက်ပါမယ်နော်ဒီနေရာမှာကိုလိုအပ်တာထပ်ပေးနိုင်ပါတယ်ရှင်ဖြိုးတော့သူ့တွေကိုတမယာသီးနဲ့ငယ်ပဲထပ်ပြီးတော့ထပ်ထားပေးပါတယ်ကဲပြီးတော့အားလုံးကိုသမတော်အောင်ပြန်ပြီးတော့နေသွားပေးလိုက်မယ်အားလုံးနှက်ပြီးတော့ရတာလည်းလုံးဝအဆင်ပြေပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့စက်သားကစုံရွက်ရခိုင်စတိုင်အတုပ်ဆက်ဆက်ကလေးရတော့စားဖို့စက်တဲ့ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူယူရှင်းတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဒါဆိုဖြိုးနောက်ကိုတက်တယ်မှာပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်